မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်ပါငွေပုံပေးပြီးလာကန်လိုက်ရင်တော့တရုတ်ဆောင်လုပ်ဖို့စိတ်ကူးမရှိဘူးဆိုတဲ့တယ်ဒီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တယ်ဒီကတော့လူမောင်းခံရဆုံးဆယ်လီတယောက်ပါမြန်မာနိုင်ငံမှာ over အဖြစ်ဆုံးဂေးဆိုပြီးနာမည်တက်ခံရတဲ့အထိသူ့ရဲ့အပြုအမူတွေက over ဖြစ်နေကြတာလည်းဖြစ်ပါတယ်တယ်ဒီကတော့နေကြီးဦးရဲ့လက်ထွက်မဟုတ်ပေမဲ့နေကြီးဦးကသူ့ရဲ့ idol ပါဆိုပြီးနေကြီးဦးရဲ့ကောင်းအမွေစိုးအမွေအကုန်လုံးကိုလက်ဆင့်ကမ်းထားသူတယောက်လည်းဖြစ်ပါတယ်နေကြီးဦးကတော့အပိုးရိလုံးလုံးမိပြရခက်လုံးနဲ့ beauty blogger တယောက်မို့ပရိသတ်တွေကကြည်မရခဲ့သလိုသူရဲ့တပည့်ဖြစ်တဲ့တက်ဒီကတော့နေကြီးဦးထက်ပိုပြီးတောင်ဆိုနေပါသေးတယ်ပရိသတ်တွေတက်ဒီကိုကြည်မရတဲ့အထက်မှာနေကြီးဦးနဲ့ပတ်သက်ရင် over တင်းလုံးနဲ့သူ့ရဲ့ပုံစံကြောင့်ပါပဲတက်ဒီကတော့နေကြီးဦးအဖက်လောက်တာခံရဖို့တက်တူတွေထိုးပြီးစူးစမ်းပြခဲ့ရသလိုနေကြီးဦးဘာပဲလို့ချီးမွမ်းပေးနေရတာသူ့ရဲ့အလုပ်တစ်ခုလိုပါပဲနေကြီးဦးလက်ထပ်ခွင့်တောင်းခံရတော့ကဆိုရင်လေသူ့ကိုတောင်းတလားမရတဲ့အထီကိုမျက်ရည်တွေကျပြနေသလိုအခုလေနေကြီးဦးလက်ထပ်ပွဲကျင်းပတာသူ့အိမ်အောင်ပြုတ်လိုက်သလိုပါပဲအရန်တွေပျော်ရွှင်မျိုးလို့နေရမို့ပရိသတ်တွေကကြည်မရကြတော့ပါဘူးတက်ဒီကတော့သူ့ကိုဘသူတွေပဲဝေဖန်နေပါစေသူကတော့နောက်ဆုံးထပ်သက်ထိပြောချင်တာပြောရင်နေထိုင်သွားဖို့စိတ်ကူးကတော့ရှိပါတယ်တက်ဒီကတော့အသက်ငယ်ငယ်နဲ့အောင်မြင်လမ်းကြောင်းပေါ်ရောက်လာသူတယောက်မို့မာနာကြီးနေတာကတော့အသေးချပါပဲစကားတခွန်းပြောလိုက်ပြီးဆိုတာနဲ့ရှေ့နောက်မကြည့်ပဲပြောတတ်လို့မေးစကားလုံးတွေလည်းကြီးကျယ်နေကြတာလည်းဖြစ်ပါတယ်တက်ဒီကအသက်ငယ်ငယ်နဲ့ငွေရှာနိုင်သုံးနိုင်နေတာမို့ယုံကြည်မှုလွန်ကဲနေတာလည်းဖြစ်ပါတယ်အမြဲတမ်းသူတော်ကြောင်းတက်ကြောင်းရှာဖွေစုဆောင်းတက်ကြောင်းတွေကိုအမြဲတမ်းခုံယူဝင်ကြွားစွာပြောတတ်တာကြောင့်ပရိသတ်တွေကကြီးမရတော့ပါဘူးအမြဲကြွားလုံးထုတ်တတ်တဲ့တယ်ဒီကတော့အခုလည်းတရုတ်ဆောင်လို့ဖို့လာကန်လိုက်ရင်တော့မလုတ်ချင်မှုဆိုပြီးနှက်ခမ်းတစ်ချမ်းရွယ်ပြီးယုံကြည်မှုရှိရှိပြောလာတာမို့ပရိသတ်တွေကအံ့အားသင်နေရပါပြီတယ်ဒီကတော့နေကြီးဦးကလုံးမို့နေကြီးဦးလို့တရုတ်ဆောင်ဖြစ်ခွင့်ရမယ်မှန်းထားတာလားတော့မသိပါဘူးအမှုပညာနဲ့အဆက်ဆက်မရှိပေမဲ့တရုတ်ဆောင်မလုတ်ချင်မှုဆိုပြီးအပြည့်ညွှန်းနေကြတာလည်းဖြစ်ပါတယ်တယ်ဒီကတော့အခုနောက်ပိုင်းမှာရုပ်ရှင်ပွဲတချို့ရဲ့ဖိတ်ကြားခြင်းခံနေရတာမို့သူကိုလာပြီးကန်လန်းတော့မယ်လို့ထင်နေပုံပါပဲတက်ဒီကတော့ရုပ်ရှင်ပွဲတွေသွားရင်သူကငငယ်ကလေးကမြန်မာစကားတစ်မျိုးနဲ့ကြည့်တယ်ဆိုပြီးထုတ်လုပ်သူတွေတီအောင်စကားဆလာခဲ့ပြီးလည်းဖြစ်ပါတယ်တက်ဒီကတော့ငငယ်ကလေးကတခြားဘာစကားမှမကြည့်ပဲမြန်မာကားတစ်မျိုးတည်းကိုသာကြည့်တယ်လို့ဆိုပါတယ်သူအနေနဲ့ဘလောက်တောင်စကားကြည့်လဲဆိုရင် dialogue ဆိုရင်အလွတ်ရတဲ့အထီကိုယူသွခဲ့တာလည်းဖြစ်ပါတယ်အနုပညာရှင်တော်တော်များများတော့ dialogue ကိုမှတ်ပဲမှတ်နိုင်တယ်လို့ရိုက်တာနဲ့ခဏခဏမှားပေမဲ့တက်ဒီကတော့အလိုမဟုတ်ပါဘူးအနုပညာအပေါ်မှာအရန်ယူသွခဲ့တာမို့လို့တခြားတရုပ်ဆောင်တွေလို့ဒါရလောက်မိတာတွေမရတာတွေမရှိတဲ့အထိရွတ်သွက်ခဲ့တာလည်းဖြစ်ပါတယ်။တယ်ဒီကတော့ဇက်ကားတွေကြည်ရင်ကြီးပြင်းခဲ့တာမို့တရုတ်ဆောင်တယောက်လုံးမယ်ဆိုရင်တော့သူ့အတွက်အေးဆေးဖြစ်နေပေမဲ့ဘယ်တော့မှတရုတ်ဆောင်မလုပ်ဘူးလို့ဆိုပါတယ်။တယ်ဒီကတော့သူ့ရဲ့ skill ကိုကြိုက်လို့တရုတ်ဆောင်လုပ်ဖို့လာကမ်းလိုက်ရင်တော့သူကတော့မလုပ်ချင်ဘူးဆိုပြီးမူလာပါပြီ။ဇက်ကားတွေအရန်ကြိုက်ပြီးအာသွက်ရှာသွက်နဲ့ပြောရတဲ့တတိရှိပေမဲ့လုပ်ဖို့စိတ်ကူးမရှိဘူးဆိုပြီးပြောလာခဲ့ပါတယ်။ပရိသတ်တွေကတော့သူ့ရဲ့အပြောကိုမကြိုက်လို့ဝေဖန်နေကြတာအများကြီးပါပဲ။မရိုက်ချင်ရင်ဘာလို့ပြောနေသေးလဲဆိုပြီးဝေဖန်နေကြသလိုသူ့ရဲ့ဖြစ်တည်မှုကြောင့်မင်းသားလောက်ရမှာလားမင်းသမီးလောက်ရမှာလားမသိလို့မလုပ်တာဆိုပြီးပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ဇကားရရဲ့ဘလို့နေရာကနေရာမှမသိလို့မလုပ်ချင်တာနေမယ်ဆိုပြီးဝေဖန်တန်တွေကလည်းထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ဘသူတွေဘလို့ပဲထင်တယ်တက်ဒီကတော့အနုပညာပါရမီပါပေမဲ့တရုတ်ဆောင်ဘယ်တော့မှမလုပ်ဘူးဆိုပြီးအားလုံးသိအောင်ပြောပြခဲ့တာလည်းဖြစ်ပါတယ်